Hello အားလုံးပဲမင်္ဂလာပါရှင်ဖေဝေခိုင် YouTube Channel လေးကနေကြိုဆိုလိုက်ပါရဲ့ရှင်တယောက်ကိုအသက်လောက်ချစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီချစ်ကပဲအနာကျင်ဆုံးဖြစ်သွားခဲ့တယ်ဒီနေ့မိတ်ဆက်ပေးမယ်ဖက်လေးကတော့ဖက်ဖူးသူတိုင်းမြေရင်မထိန်နိုင်ခဲ့ကြတဲ့မောက်တုံငယ်ပဲဖြစ်ပါတယ်ရှင်ဒီဇလန်းလေးကတော့ဆိုင်းရှင်အောင်နဲ့တွန်းခကျေဆိုတဲ့ကောင်းလေးနှစ်ယောက်ရဲ့အချစ်ဇလန်းလေးပါဆိုင်းရှင်အောင်ဆိုတာကတော့မိဘမဲ့ဖြစ်ရှာပြီးဘုန်းကြီးကျောင်းမှာပဲကြီးပြင်းခဲ့ရတဲ့ဘုန်းကြီးကျောင်းသားလေးပါမိဘမရှိပေမဲ့အရန်လိမ်မာပြီးစားလဲအရန်တော်တဲ့စိတ်ထားအေးချမ်းလွန်းတဲ့ကောင်လေးတစ်ယောက်ပေါ့တခြားတစ်ဖက်မှာတော့တွန်းခကျဲဆိုတဲ့ကောင်လေးကမိဘအစုံလင်နဲ့စီးစိမ်ဥစ္စာကျဲဝချမ်းသာပြီးမိဘတွေရဲ့အုပ်ထိန်းမှုအောက်မှာနေရတဲ့တတိသားလေးဖြစ်ပါတယ်ဇလန်အစမှာတော့သူတို့နှစ်ယောက်ရဲ့ကြည်နူးစရာအိမ်တော်တဲ့ဘဝလေးကိုမြင်တွေ့ရပါတယ်ဖစ်ထဲမှာဆိုင်းရှင်အောင်နဲ့သွေးမတော်သားမဆက်ပဲပြစ်ဆက်ခဲ့တဲ့အချစ်တွေနေထွေးတဲ့ဂီးဆိုင်မှုတွေကိုတွေ့ရပြီးရှင်ထဲမှာအေးချမ်းသွားရပါတယ်။တွန်းခကျဲကရောဆိုင်းရှင်အောင်မချစ်ဘူးလားဆိုတော့မဟုတ်ပါဘူး။ရီစားစကားတော့သူကပဲစပြောခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလိုချစ်ခဲ့ကြပါလျက်နဲ့တွန်းခကျဲကဘာကြောင့်စိတ်တွေပြောင်းလဲသွားခဲ့တာလဲ။ဘာကြောင့်နောက်တစ်ယောက်ဆိုတာသူ့ဘဝထဲဝင်လာခဲ့ရတာလဲ။အရာရာကိုအေးချမ်းမရင်ဆိုင်တတ်ပြီးသူချစ်တဲ့သူကိုလည်းအေးချမ်းစေခြင်းနဲ့ဆိုင်းရှင်အောင်တယောက်ဒီလိုအခြေအနေမှာဘလို့တိတ်စိတ်နာကျင်ခဲ့ရမလဲဒီဖီလီကတော့ဆက်အပ်တဲ့အမျိုးအစားမို့လို့ဖယင်းနဲ့တကယ်ကိုရှင်ငိုရမှာပါနော်ဒုက္ခကျေတယောက်နောက်ဆုံးမှာဘလို့နောင်တတွေနဲ့ရှင်တန်းရမလဲဆိုင်းရှင်အောင်ရဲ့အချစ်ကရောဘလို့အဆုံးသက်သွားမလဲဆိုတာကိုတော့မောင်တုံငယ်ဖီလီထဲမှာကိုယ်တိုင်ဖက်ရှုခန်းစားကြည့်ဖို့ညွှန်ဆိုလိုက်ပါရဲ့နော်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လည်းရတဆောင် favorite review လေးတွေကိုယူဆောင်လာပေးပါအောင်မယ်ရှင်တတား